ခင်ဗျားတို့ညာပေါ်မှာရှိတဲ့ဒီအရသာခံမှုတေးသေးလေးတွေဟာအစားအစာကိုအရသာရှိရှိစားနိုင်ဖို့ထက်ပိုပြီးအများကြီးလှုပ်ဆောင်ပေးနိုင်ပါတယ်။ဒီအဖူလေးတွေဟာတကယ်တော့အစွမ်းထက်တဲ့အာယုံခံအင်္ဂါစုလေးတွေဖြစ်ပါတယ်။အရသာခံမှုဆိုတာဟာအချိုးအငန်အချင်းအခါနဲ့အသားဟင်းအရသာလို့ခေါ်တဲ့အဓိကအရသာ၅မျိုးကိုခွဲခြားပေးနိုင်တဲ့အနုကြည့်မှန်ပြောင်းတဲ့ကြည်မှမြင်ရတဲ့ cell အစုဝေးလေးတွေဖြစ်ပါတယ်။ဒီအဖူလေးတစ်ခုချင်းစီကနေစက္ကန့်ပိုင်းအတွင်းမှာပဲဦးနောက်စီကိုလက်စစ်အချက်ပြလိုင်းတွေပို့ပေးလိုက်ပြီးအစာကြေစနစ်အာဟာရရရှိမှုနဲ့အစိတ်အတောက်ဒီရန်ကနေကြိုတင်သတိပေးပြီးဘေးကင်းအောင်ကူညီပေးနေတာပါဈေးပညာအရာပြောရရင်ဒီအရသာခံမှုလေးတွေဟာအမြဲတမ်းအသစ်ပြန်ဖြစ်နေတတ်ပြီးအာယုံကြောတွေတသွေးနဲ့ခံသွင်းတ िश ူတွေရဲ့ကျန်းမာရေးအခြေအနေကိုဖော်ပြပေးနေတာပါအရသာခံစားမှုပြောင်းလဲသွားတဲ့အခါပိုးဝင်တာအာယုံကြောထိခိုက်တာဒါမှမဟုတ်ခန္ဓာကိုယ်တွင်းယောဂတစ်ခုခုရှိနေတာကိုအချက်ပြနေတာလည်းဖြစ်နိုင်ပါတယ်အရသာဆိုတာဟာပျော်ရွှင်မှုတသက်တင်မဟုတ်ပါဘူးဒါဟာဇီဝဗေဒဆိုင်ရာဖြစ်စဉ်တစ်ခုဖြစ်တယ်လို့ကာကွယ်မှုနဲ့ဆက်သွယ်မှုတွေလည်းဖြစ်ပြီးခင်ဗျားတို့ရဲ့ယာမျက်နှာပြင်ပေါ်မှာလည်းအမြဲတမ်းဖြစ်ပြနေတာဖြစ်ပါတယ်